what's up ပြုတ်စားရတာပေါ့ညာဒီနေ့တားရပေါ့နော်ဝက်ပေါ့နော်ပြန်ပြီးတော့ပြီးနော်ဒီနေ့ထပ်စားပြပါမယ်နော်ဒီဝက်လက်ဆိုတော့ဝက်သားလေးပါပေါ့နော်ဝက်သားလေးပါပါလေဒါလေးနဲ့ချင်မောင်လေးနဲ့စားပြပါမယ်နော်ချင်မောင်လေးစားလို့အရန်ကောင်းတယ်ပေါ့နော်ဝက်သားနဲ့ချင်မောင်နဲ့ဆိုလုံးဝထိမိပဲပေါ့အဲ့ဒီနော်တရားကနေစားတယ်ဒါလေးအရန်စားလို့ကောင်းပါတယ်နော်နှင်းမှားစားတာခဏခဏရှိနေပေါ့နော်အရန်စားကောင်းအရန်နဲ့ကြိုက်အောင်လို့ပေါ့နော်မှားစားခြင်းနဲ့ဆိုရင်ပေါ့နော်တဲလေးလို့တော့ပေါ့နော်ချင်းနှောင်းဝါလေးချထားပေးပါတယ်နော်အဲ့ဒီဟာလေးကိုနှိပ်ပြီးတော့ပေါ့နော်မှားစားလို့ရပါတယ်နော်ချင်းနှောင်းဝါလေးနှိပ်ပြီးတော့ဒါတော့စားပြပါမယ်နော်ချင်မောင်လေးနဲ့ပေါ့နော်ဝတ်သားနဲ့စားပြပါမယ်တရေမျိုးချနေရပါတော့အရန်စားခြင်းလို့โอ้ရှယ်ပဲနော်ချင်မောင်ကတော့ဘယ်တော့မှမယိုးနိုင်ဘူးပေါ့နော်အမြဲစားခြင်းနေရပါစားပြီးစားခြင်းနေအရန်ကြိုက်ခမင်းနဲ့မိန်နေပေါ့နော်အရန်စားလို့ကောင်းပါတယ်အဲ့နဲ့ချိန်မှန်းတော့မသိတော့ပေါ့နော်နှင်းစားနေရမှာနေရတဲ့ခဏခဏပဲပေါ့အရန်ကြိုက်တော့ဒါတော့နော်ချင်မောင်လေးပါနော်ပဇွန်လေးလည်းပါတယ်နော်ဒီပဇွန်လေးဆိုလဲအသေးလေးမဟုတ်ပေါ့နော်နေတော်လေးပဇွန်လေးဆိုလဲပဇွန်လေးလည်းပါတယ်ပေါ့နော်ဒါကြီးပဲစားမယ်ဆိုရင်တော့အဆင်ပြေရပေါ့နော်နေ့ကတော့ဒီနေ့ဝတ်သားနဲ့စားပြပါမယ်နော်အဆုပ်ပြုတ်လေးပါရန်ကောင်းတယ်ဝတ်ဆုပ်ပြုတ်လေးချင်မောင်လေးထည့်မယ်နော်စားပြပါမယ်ရှယ်ပဲပေါ့နော်ဒီနေ့တော့ရှယ်ဆွဲပေါ့ရှယ်ဆွဲပလန်နဲ့ရှယ်ဆွဲပလန်နဲ့ဆွဲမှာပေါ့နော်တက်ဒီရောစားကြပြီးပြီလားမဟင်းနေချက်စားကြတယ်နေ့ကတော့ချင်မောင်ပေါ့နော်အဲ့လောက်ဒီကောင်းကောင်းချက်တတ်တော့အခုအထုပ်လေးနဲ့ဆိုတော့ပေါ့နော်အရန်အဆင်ပြေပေါ့နော်ခုစားကျင်တဲ့အချိန်ဖောက်စားရရုံပဲခွာတီလေးတစ်ခွာတီလေးလည်းပါတယ်နော်စားကြပါအောင်နော်တဲလေးတို့အရင်ကျွေးပါရဲ့ညောင်းကောင်းတော့ပါခွာရည်ရရောင်းစားတော့ဝတ်သားနဲ့ချင်မောင်နဲ့ဆိုအလိုက်ပဲငါးနဲ့လည်းစားလို့ကောင်းတယ်ပါနော်ငါးနဲ့ချင်မောင်ပဲစားလို့ကောင်းဝတ်သားနဲ့ချင်မောင်နဲ့ဆိုအီးပြာပေါ့နော်ဝတ်သားအီးရနဲ့ပေါ့နော်ချင်မောင်နဲ့ကြတော့ကွက်တီပဲစားကြပါအောင်နော်စားကြပါအောင်ကျဲပဲမောင်လေးထည့်ပါမယ်ကျဲပဲပေါ့နော်အရန်ကောင်းတယ်ဝတ်သားနဲ့စားတာအရန်ကောင်းတယ်ချင်မောင်နဲ့လူကောင်းပါမလို့အရန်ကြိုက်တယ်ပေါ့နော်ပဇွန်လေးရယ်ပဇွန်စုလဲပေါ့နော်ပဇွန်စုလဲအကောင်ကအရန်ကြီးမသိဘူးပေါ့နော်
ပြည့်ပဲဒီချမောင်ထုတ်လေးရပါနော်တအားရောင်းအောင်လေသူကဒီပေါ့နော်ချင်းအောင်ဖွင့်လိုက်တာနဲ့အော်ဒါဖွင့်လိုက်တာနဲ့ပေါ့နော်မကြောက်ခဏလေးနဲ့ပေါ့နော်ပစ္စည်းပြတ်တာတအားရောင်းသွားတယ်နေ့နောက်မှပေါ့နော်ထပ်မှာထားသေးရဲ့နှစ်ထုပ်ထပ်မှာထားသေးရဲ့ပေါ့နော်တအားစားလို့ကောင်းတယ်ပေါ့နော်စားကြပါအောင်နော်တဲ့ဒီလိုခွန်ကြွပါနော်တောင်းဆိုအကြီးတွေထည့်တာညံကောင်းတော့ခွာပြီးတော့นี่อ่ะเนาะประมาณตาลูနဲ့ချက်ပါเนาะအဲ့တော့ကြာဆွတ်ပြုတ်လေးပဲစားခြင်းနေဆိုတာချက်မောင်လေးနဲ့ဆိုတာဆွတ်ပြုတ်လေးပဲချက်လိုက်တော့ညံကောင်းတော့လုံးဝမအီဘူးပေါ့နော်အမှတော့ဝတ်သားစားကြရင်အီတက်လာတာပေါ့နော်လုံးဝမအီဘူးความเย็นจะရမ်းကောင်းတယ်နော်ချမောင်နဲ့ဝတ်သားနဲ့ပတ်ကြည့်ပဲရမ်းစားလို့ကောင်းတယ်တဲလေးတို့ရစားကျင်တယ်ဆိုရင်ပါနော်ချမောင်လေးစားကျင်တယ်ဆိုရင်ဖြတ်ပေးထားတဲ့ချင်းအောင်လေးမှာဝင်ပြီးတော့ဝယ်လို့ရရင်နော်အရမ်းစားလို့ကောင်းလို့ပေါ့နော်ခဏ review လေးလုပ်ပေးနေရပါနော်ကျေးဇူးတင်ပါတယ်ဆက်စားလိုက်ပါအောင်မယ်ရှင်